皆さんおはようございます。အားလုံးပဲမင်္ဂလာနံနက်ခင်းပါဂျပန်နိုင်ငံမှာကလေးလေးရစပြီးတော့တက်ကြီးဝယ်ဝေးထိおはようございますဆိုတဲ့စကားလုံးကိုနေ့စဉ်အသုံးပြုပါတယ်အင်္ဂလိပ်လိုဆို good morning ပေါ့မနက်6နာရီ9နာရီ10နာရီ9နာရီမိုးလင်းတာနဲ့おはようကိုဂျပန်တနိုင်ငံလုံးသုံးပါတယ်အလုပ်ခွင်မှာလည်းသုံးပါတယ်おはようございますတကယ်ချင်းစုံတဲ့အခါကျရင်တော့おはようဆိုပြီးတော့အတူသုံးပါတယ်ကိုယ့်ရဲ့အထက်လူကြီးတွေကိုယ့်ရဲ့ဆရာသမားတွေဝါကြီးတဲ့လူတွေနဲ့သုံးတဲ့အခါတော့ Ohio ဆိုပြီးအတူသုံးတာနည်းနည်းရိုင်းနေဒါကြောင့်မလို့ Ohio ကိုဆိုင်မဆိုပြီးတော့အရှိပြည့်စုံသုံးသင့်ပါတယ်အလုပ်ခွင်ဝင်တာမနက်ပိုင်းဆိုရင် Ohio OK တယ်ညပိုင်း9နာရီ6နာရီ9နာရီဝင်တဲ့လူလဲ Ohio ကိုဆိုင်မဆိုလို့နှုတ်ဆက်ရပါတယ်ဂျပန်ရောက်ချင်းတော့ဟဲ့ဘာလို့ညဘက်ကြီးကို Ohio ကိုဆိုင်မဆိုလို့နှုတ်ဆက်တာလဲဆိုပြီးတော့အံ့အားသင့်မှုပါတယ်အဲ့ဒီအလုပ်ခွင်ကလူတွေနဲ့အဲ့ဒီနေ့မှာပထမဆုံးတွေ့တဲ့အချိန်ဖြစ်တာမို့လို့ Ohio ကိုဆိုင်မဆိုတာကိုညပိုင်းလဲသုံးတယ်ဆိုတာကိုမှတ်သားထားပေးပါဂျပန်စာလေ့လာတဲ့လူတွေဒီထက်မကဂျပန်စာတွေတိုးတက်နိုင်ကြပါစေရှင်苏မြန်မာ